ပြီးခဲ့တဲ့နိုဝင်ဘာ2ရက်နေ့တနင်္ဂနွေနေ့က UK ကယထာဒဇင်းပေါ်မှာဓာတ်ထုံမှုဖြစ်သွားတဲ့အကြောင်းသိပြီးပြီလားလူ10ယောက်လောက်ကဒီဆေးရုံကိုရောက်ရှိပြီးတော့9ယောက်လောက်ကစက်အနေဆိုရင်ရတယ်လို့သိရပါတယ်ဖြစ်စဉ်ကပေါ့နော်ဒီ Doncaster ဆိုတဲ့ရှိရဲ့မြို့ကနေပြီးတော့ London King Cross ကိုလာတဲ့ယထာဒဇင်းပေါ်မှာဒီ Coach G ဆိုတဲ့ယထာတွဲကနေစပြီးဓာတ်ထုံမှုစဖြစ်ခဲ့တာပေါ့နော်ဒီလူတချို့ကကြတော့ကြောက်လန့်ပြီးတော့ထပြေးကြတယ်တချို့ကြတော့လည်းဒီသွေးအိုင်ထဲမှာလဲကျပြီးတော့ပေါ့နော်အဲ့ဒီနေရာမှာတယောက်ကငါဓာတ်ထုခံလိုက်ရတယ်သူတို့မှာဓာတ်တွေရှိတယ်ပြေးကြဆိုပြီးအဲ့လိုမျိုးပြောကြရပေါ့နော်လူ10ယောက်လောက်ကအဲ့ယထာပေါ်မှာထိခိုက်ဒဏ်ရာရရှိသွားပြီးတော့9ယောက်လောက်ကအသက်အန္တရာယ်စိုးရိမ်ရတယ်လို့သိရပါတယ် British Transport Police ကလည်းဒီည9:42မိနစ်မှာသူတို့တိုင်ကြားချက်ရရှိခဲ့တယ်လို့ပြောတယ်ပြီးတော့ဒီ Cambridge ကပေါ့နော် Yes Scan ကရဲတွေကဒီယထာစီကိုတွားပြီးတော့10မိနစ်အတွင်းမှာပဲဒီကျူးလွန်သူ2ယောက်လုံးကိုဖမ်းဆီးရရှိမိခဲ့တယ်လို့ပြောပါတယ်တယောက်ကဒီ32နှစ်အရွယ်လူမဲဖြစ်ပြီးတော့နောက်တစ်ယောက်က35နှစ်အရွယ်ပဲပေါ့နော်2ယောက်လုံးက British နိုင်ငံသားတွေဖြစ်ပြီးတော့ UK မှာပဲမွေးကြတဲ့သူတွေဖြစ်ပါတယ်ပြောရရင်8နှစ်8ချိန်လေးမှာပဲဟာနာလန်ဒန်သွားဖို့ကိုပြင်နေတာကိစ္စတစ်ခုပေါ်လာလို့ပေါ့နော်ဒီလန်ဒန်စပြီးမသွားပြစ်ခဲ့ဘူးနောက်နေ့မနေ့ရောက်တော့ဒီတတိတက်လာရပေါ့နော်ဒီကပြောချင်တာကပေါ့နော်ဒီ UK ကိုလာမဲ့သူတွေရောဒီ UK မှာကျောင်းတက်နေတဲ့ကျောင်းသူကျောင်းသားတွေနဲ့အနေနဲ့ကလေတတိထားပြီးသွားလာတဲ့နယ်လို့ထင်ပါတယ်ဟာနာလိုမျိုးဒီရထားပေါ်ရောက်လို့ရှိရင်ငကြက်တက်ပြီးအိပ်ပျော်တတ်တဲ့သူမျိုးတွေဆိုပို့ပြီးတော့တတိထားရမယ်ပေါ့နော်အခုကလေအဆအဆအရာတတိထားပြီးနေတာပို့ပြီးတော့အကောင်းဆုံးလို့ထင်ပါတယ်လို့အဲ့တော့ take care everyone stay safe always bye bye